ကဲဒီလိုမျိုးနှစ်ချက်လေးတွေပေါ့နော်တရှင်းသားထောင်လို့လည်းမိုက်တယ်စတိုင်လည်းကြားတယ်ပြီးလို့ရှိရင်ဈေးနှုန်းအနေထားလည်းမစိုးဘူးဆိုတော့သုံးရတာတော်တော်လေးအဆင်ပြေတယ်ပြီးတော့အားသွင်းပြီးတော့ Bluetooth ရှိပြီးတော့လည်းသုံးလို့ရတယ်ဒီကျိုးနဲ့လည်းဒါကိုယ့်ရဲ့ဖုန်းမှာအဲ့လိုမျိုးချက်ပင်ကောင်းအပေါက်ပါတယ်ဆိုလို့ရှိရင်အကောင့်နဲ့ထိုးပြီးတော့လည်းသုံးပြီးတော့တရှင်းသားထောင်လို့ရတယ်တိုက်စီကျိုးနဲ့အားသွင်းရတယ်ဒါကြတော့ဒီမှာချက်ပင်နဲ့ထိုးပြီးနားထောင်လို့ရတယ်ပေါ့နော်ဒီမှာသူ့ရဲ့ quality အနေထားတော်တော်လေးမိုက်ဟုတ်လားအတန်နားထောင်တာနဲ့အတန်လုံးလုံးနဲ့ဆိုဘစ်တန်ကောင်းကောင်းနဲ့တရှင်းနားထောင်လို့အဆင်ပြေဒီမှာအကျုံးရှဲရှဲလို့ရတယ်အကျုံးရှဲရှဲလို့ရတယ်ဒီမှာအသွင်ပေါက်ဒီမှာချက်ပင်ပေါက်ဒီမှာ power အတန်တိုး shot ဒီမှာ move နော်ဒီကောင်းကြတော့ move ဆိုတာက bluetooth move ပြောင်းတာပေါ့နော်တော်တော်လေးမိုက်ပါတယ် style design cover နေတာလုံးဝ share ပါပဲ